ကိုရပြီးတော့အဲ့ဒီမှာဘုံမနဲ့ထိုင်နေတဲ့ပိဋကကြီးအဲ့ဒီတရေသမီးလေးသိရောကလေးမိမဖွားကမှာကိုဝင်ကြီးနဲ့သိသွားပရိသတ်နဲ့ကိုဝင်ကြီးလွယ်ပြီးတော့သိသွားတော့ဒီအလောင်းကိုတုတ်တန်ထုတ်ပြီးတော့ကိုဝင်နဲ့သိတာဆိုတော့မြေမပြုတ်သေးမိရှို့ရတယ်ထေမောမောတင်ပြီးတော့မျိုးသမီးမိရှို့တော့ဒီငယ်ခြေတွေလက်တွေမီးလောင်ပြီးတော့ဘိုက်ကိုမီးမလောင်ဘူးဖြစ်မီးရတယ်တော်တော်ပြင်းပြင်းနေတင်တာဒါနဲ့မီးရှို့တဲ့လူတွေကတစိုးတွေနဲ့ထိုးပါလေနဲ့ထိုးဖို့တိုးတီထိုးနေမိုးကလည်းချုပ်တော့ပဲဒီမီးကလည်းမလောင်နိုင်မှုဖြစ်နေဒီဘိုက်အလုံးကြီးကဒီတိုင်းကြီးကျန်နေတယ်ကျန်နေတော့ဟိုကောင်တွေကအရက်တောက်လိုက်လူတွေလည်းပြန်ကုန်ပြီလေပြန်ကုန်တော့ဟိုထိုးလိုက်ဒီထိုးလိုက်ထိုးနေဒီဘိုက်ကြီးကထူးဆန်းတယ်ကွာဒါနဲ့ဟေ့ထူးဆန်းတာတွေဘာတွေလုံးနေနဲ့ဘိုက်မကွဲလို့ဖြစ်နေမယ်ဘိုက်ကိုအတင်းဆောက်ထိုးဆိုးနဲ့ဝချောနဲ့အတင်းဆောက်ထိုးတော့အထက်ကကလေးမျက်လုံးသွားထိကလေးကမသိဘူးပဲဒါတော့မီးရဲဖုတ်တယ်ခြေတွေလက်တွေအကုန်ပြတ်ကြပြီးတော့အကုန်လုံးပြန်ဖြစ်ဖြစ်ထိအောင်ဒီဘိုက်လုံးကြီးကမီးကမလောင်ဘူးဖြစ်မိုးကလည်းတအားဆုံးနေပြီပြန်နေနေပြီဟိုလူတွေကလည်းဒါကြီးကလည်းမီးမလောင်ဘူးမနေ့ကျရင်ပြာလာကောက်မှာပြာလာကောက်ပြီးတော့ဘာလို့လဲအိန္ဒိယထုံးတန်းစင်လာရအဲ့ဒီပြာတွေကိုအိုးထဲထည့်ပြီးတော့ဂင်းငံမြစ်ထဲသွားမျောမှာပြာမျောတဲ့အစီအစဉ်ကရှိသေးတယ်ဒါကမနေ့ကျမှလုံးမှာအဲ့တော့ gain သုတ်တာမှာကြာနေတော့လည်းမကောင်းဘူးအဲ့တော့ထင်းနေနောက်ထပ်ထည့်ပြီးတော့ကွာဒီတညလုံးဒီလောက်ထင်းပုံကြီးဆိုရင်တော့ဒီဘိုက်ကမနေ့ကပြာကြလောက်ပါတယ်ကွာဆိုပြီးတော့အဲ့ဒါတခါတော့ဝချွန်လေးနဲ့ထိုးထည့်ပြီးတော့အကုန်လုံးမိနေအာကြီးတခါတည်းထည့်ပြီးတော့အကုန်လုံးဘာလို့ပြန်သွားတာပြန်သွားရောပြန်သွားတဲ့အခါကျတော့မနေ့မိုးလင်းတော့ပြာပေါ့ပြာတယ်မလို့ဆိုပြီးတော့သူတို့အဲ့ဒါဒီအိုးတွေဘာတွေခွက်တွေနဲ့ပြာထဲမှာခွက်တွေဘာတွေနဲ့ယူပြီးတော့အဲ့တော့သူတို့လာကြတဲ့အခါကျတော့ဘိယသားကြီးအဲ့ဒီမှာဒီပြာပုံပေါ်မှာကလေးလေးအမေပိုက်ထဲကနေထွက်တခါလဲရှေရှင်းလို့ဝါဝင်ပြီးတော့ကလေးလေးကတက်လက်ကလေးခြေလေးလှုပ်လက်လေးလှုပ်လို့အော်နေတာဆိုတော့ဘယ်လိုဖြစ်တာပါလဲအဲ့ဒါနဲ့ကလေးလေးသွားပွေပြီးတော့ကြည့်တော့မျက်လုံးထောက်မျက်လုံးတစ်ဖက်ဝချွန်နဲ့ထိုးပြီးကလေးမျက်လုံးတစ်ဖက်ပြက်တယ်မျက်လုံးတစ်ဖက်ဘာဖြစ်လဲမျက်လုံးတစ်ဖက်ပြက်တယ်ကလေးကထူးဆန်းတာပဲဒီကလေးကမျက်လုံး